အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့ဥရောပဘောလုံးပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ Champions League 16တင်အဆင့်ပွဲကြီးတစ်ပွဲဖြစ်တဲ့ PSG နဲ့ Chelsea တို့ရဲ့ပွဲစဉ်ကိုအသေးစိတ်သုံးသပ်ပေးသွားမှာပါဗျာအင်ရှင် PSG ဟာ Play-off မှာ Monaco နဲ့အကျိတ်နဲ့ကစားခဲ့ရပြီးမှတက်လာခဲ့တာပါနီးပြ Luis Enrique လက်အောက်မှာတိုက်စစ်တို့အားထားကစားတဲ့သူတို့ဟာအင်္ဂလန်ကလပ်တီကိုရင်ဆိုင်ရရင်အမြဲတမ်းခြေစွမ်းကောင်းတတ်ပါတယ်ဗျာပြီးခဲ့တဲ့ရာသီကဖလားရခဲ့တုန်းကလည်းလီဗာပူး၊အက်စတန်ဗီလာနဲ့အာဆင်နယ်တို့ကိုအဆင့်ဆင့်ကြော်ဖြတ်ခဲ့တာမို့သူတို့မှာယုံကြည်မှုအပြည့်ရှိနေမှာပါဒါပေမဲ့သူတို့ရဲ့ကွင်းလေလူတချို့ဒဏ်ရာရနေတာကတော့ဒီပွဲအတွက်အကြီးမားဆုံးစိုးရိမ်စရာပါပဲဗျာကဲအဲ့တဲ့ Chelsea အသင်းဘက်ကိုတစ်ချက်ကြည့်အောင်ဗျာ Chelsea ကတော့ League အဆင့်မှာအဆင့်6ရခဲ့လို့ Play-off ကစားစရာမလိုပဲဓာတ်ရိုက်တက်လာခဲ့တာပါဒါကြောင့်လူပန်းမှုအပိုင်းမှာသူတို့ကအသာရနိုင်တယ်လို့ပြင်သစ်ကလပ်ဒီနဲ့တွေ့ရင်6ပွဲဆက်တိုက်နိုင်ထားတဲ့မှတ်တမ်းကောင်းကလည်းသူတို့ကိုယုံကြည်မှုတက်စေမှာပါHistory အရကြည့်ရင်လည်း2010ဝင်းချင်းက knockout တွေ့ဆုံမှုတွေမှာ PSG ကအသာစီးရခဲ့ဘူးပြီးမဲ့လက်ရှိအခင်းချင်းကတော့တော်တော်လေးကွဲပြားနေပါတယ်ဗျာ Tactical အရကြည့်ရင် PSG ကဘောလုံးပိုင်ဆိုင်မှုယူပြီးတိုက်စစ်ဆင်မှာချစ်တယ်လို့ Chelsea ကတော့အဝေးကွင်းမှာခံစစ်ကိုစနစ်တကျပိတ်ပြီးတန်ပြန်တိုက်စစ်ကိုပဲအားကိုးလာမှာပါ PSG ရဲ့ကွင်းလေအားနည်းချက်နဲ့ Chelsea ရဲ့စုပေါင်းမှုကောင်းတဲ့ခံစစ်ကြောင့်ဒီပွဲမှာအဲ့တဲ့ Chelsea ဘက်ကရက်တင်တာကပိုပြီးစိတ်ချရပါတယ်ဗျာScoreline prediction အနေနဲ့ 1-1 တည်းဒါမှမဟုတ် Chelsea ရဲ့ခံစစ်ကြောင့် Chelsea 1-0ဆိုတဲ့ရလဒ်မျိုးတွေထွက်လာနိုင်ပါတယ်ဗျာမိတ်ဆွေတို့ရဲ့ခံမှန်းချက်တွေကိုလည်း comment မှာမျှဝေပေးခဲ့ပါအောင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရဲ့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်သုံးသက်ချက်တွေမှာပြန်တွေ့ကြမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်